Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မိုက်ကာပဲဖြစ်ပါတယ်ဒီနေ့ကတော့ blog ထဲမှာအတီးဖောက်မှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို like subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးစလိုက်ကြရအောင်ကဲအခုစီးတို့မှာပါနော်ကျွန်တော်အတီးဖောက်မှာဖြစ်ပါတယ်ကဲခါကြအတီးကောင်းလေးပြပါဗျာတော့မနေ့ကလည်းနဲ့ဆောင်းပါဘောနော်တော့အမအလုပ်လုပ်ဆက်ဆောင်ဆောင်းလိုက်ကဲအတီးကောင်းလေးပြေးစမ်းပါနော်အတီးကောင်းလေးနော်မှာပစံ3သိန်း1000ကျော်ရှိတယ်ဒီကမှာ3သိန်း8000ရှိတာပေါ့နော်ကဲโอเคဝယ်လိုက်ပါပြီဗျာကျွန်တော်ဘာတီးလေးပေါက်တယ်လို့ထင်ကြပါလေကဲဘာတီးလေးပေါက်အတီးကောင်းလေးရပါစေအချောတောက်ဖူကြီးတော့ကွာတီးလိုက်တော့အတီးကောင်းလေးမရဘူးကွာစိတ်ပြတ်တော့ကဲဒီနေ့ကတော့အတီးကောင်းမရလို့ပေါက်ထားတော့ဒီကောင်ဆူဆောက်တာလေးဖြစ်သွားတယ်ဟာဒီကောင်မှမရဘူးဟာကားရဟာအဲ့ဒါတော့ရှိတယ်ကဲဒီနေ့ဒီလောက်ပါပဲ